အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဒီ Manchester United ရဲ့ EPS player တွေလာတဲ့ပေါက်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်တာလည်းပါပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာ3ယောက်လုံးကိုဘယ်လောက်နဲ့ရောက်သွားမလဲဆိုတာကိုအဆုံးထိကျွန်တော်တို့အတူတူလိုက်ကြည့်ပေးပါဦးကျွန်တော်ဒီနေ့ကတော့ဒီ Manchester United ရဲ့ EPS ပေါက်ကိုလိုက်မှာပဲဖြစ်ပါတယ်3ယောက်လုံးကိုကျွန်တော်လိုက်မှာဖြစ်ပါတယ်ဒီမှာ Rain Rooney ပါမယ်ကျွန်တော်တို့ဒီ Fletcher ပါမယ် Rio Ferdinand ပါမယ်ပေါ့နော်ဒီ highlight ကတွေကလည်း United player အဟောင်းတွေပဲဗျကိုကြီး Anthony တို့ Savisa West Hall Elanga Henderson ပေါ့နော်ဆိုတော့ကျွန်တော်အဲ3ယောက်လုံးကိုလိုက်မှာပါလောစီကတော့ကျွန်တော်149ရှိရပေါ့နော်ပထမဆုံးနေ100လေးနဲ့ရလို့ရညာဆန်ထား3 star နဲ့ညားတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့900နဲ့တခါတည်းတန်းပြီးဖွင့်မယ်ဗျာဆိုရင်တော့ကျွန်တော်900လေးနဲ့လှည့်ပါမယ် let's go okay CB Nottingham okay ပါပေးပြီးပါဦး stand up ပဲဖြစ်ပါတယ်United fans ဆိုတော့လည်းကျွန်တော် United player မြင်တိုင်းလိုက်ချင်တယ်ပြောမှဆိုရင် scat လေးစုနေတာပေါ့နော်တရားနဲ့တွားကြည့်ပါမယ် right back okay stand up ပဲတရားတောင်းလိုက်900တွားလိုက်အဲ့လိုမျိုးလေးတွားကြည့်ရမှာပေါ့ဗျကန်ကောင်းရင်လည်းရမှာပေါ့မီးစိမ့်တယ်โอเคကုတ်ကြီးအရင်လာပေးတယ်အန်တိုနီ highlight က Fletcher လည်းဒီလိုချင်တာတော့3ယောက်လုံးပဲလိုက်မှာပါဒီ Fletcher ကတော့ဒီ2008ကကပ်ဖြစ်မယ်ကြည့်ကေโอเคနက highlight ကတွေပဲဖြစ်တယ်โอเคမပေးသေးဘူးstand up stand up 3 star 9,900ကျန်တယ် highlight တွေပဲပေးထားရယ်ဟုတ်ကဲ့ကျေးဇူးပါ900နဲ့ဆက်ဆွဲမယ်ဒီခါကျရင်တော့哇，你别拉了瓜，迷死呢是吧 ？Stand啦，highlight 吧 ，Jenga 啦，United player 好咩ดู咧？กูว่าจะเล่let's go。明日呢邊多嚟咩 ？Stand ပဲ好啲。ကဲဗျာတောင်းကြော်ယူခုထိ EPS ကမပေးသေးဘူးလေစားတယ်ဒီဂိမ်းကဘူးရနဲ့တန်းလဲမယ်ကွာCF United player EPS ထင်လို့ကွာဆက်စီးတဲ့ပေးသေးဝေး8000ကျန်တယ် let's go ဆက်ဆွဲမယ်900နဲ့
ဟောစားတယ်ကွာစတန်နဲ့တွေကြီးပဲဟာနည်းနည်းတော့များနေရမထင်ရသေးဘူးလားဗျာလောက်ကြပါအောင်ဟာ Okay let's go တရားနဲ့အောင်မျောလင်းနေခွန်းရောကူရโอ้ဟုတ်တော့ဘူးလို့မဟုတ်တော့ဘူးနင်6000ပဲရှိတော့ပေါင်မြန်သေးနေရတော့မလား Okay CB ကြိုက်တယ်မြန်လေးပဲသွားမယ် let's go sorry ပဲတဲ့ sorry ပဲတဲ့မင်းတို့ highlight ကိုမပြီးတာပဲအေးတာပဲ63ယောက်ကျန်တယ်တော်တက်စားရှိရကောင်လေဆက်ဆွဲမယ်တော့တရားဒီလေးတရားကတော့3 star ပဲယူနော်ကျေးဇူးပဲlet's go oh DMF တေးကြပြီ fresher ပဲကွာ DMF ဆိုရင်ပေးမပေးပါမလားလို့ပြောနေတာကွာခွန်း Darren Fletcher ဘယ်နဲ့ဆဲတော့မှလိငိုင်းဒီပြတဲ့ကောင်တော့ရပြီအဲ့နှစ်ကောင်ကျန်သေးရဲ့လူက50ယောက်ကျန်တယ်ကွာ4000ကျန်တယ်ဆက်ဆွဲမယ်နော်Okay Eagle and highlight မြန်ပဲသွားထားမယ် Let's go Okay Let's go CB United 40 now ခေါ်မလားခေါ်မှာနော်ဘလူးလဲလူဖြတ်မှာလဲ Ronnie ပေါ်တိုင်းတော့ကျေးဇူးပါကွာကျေးဇူးပါပေါင်မတင်းရတော့ဘူးနှစ်ယောက်တွဲလိုက်တာဒုတိယအချိန်ပေါ့ကွာ highlight ကလည်းပါတယ်ဆိုတော့ကျွန်တော် Epic player 3ယောက်လုံးကိုရသွားခဲ့ပါတယ်ကွမ်တောင်းကျော်ကတော့3000ပဲကျန်တယ်ပေါ့နော် player တွေကတော့အယောက်40ကျန်ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့လူချောင်းကြီးကြိုင်အောင်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဗျ